အခုလိုစိတ်ရှုပ်စရာတွေများတဲ့ကာလတိုင်းမှာတရက်တာပဲဖြစ်ဖြစ်ကောင်းကောင်းနှာယူဖို့လိုအပ်ပါတယ်။ယူကတော့ Color 225ဆိုတဲ့ vacation home လေးမှာအနားယူဖို့ရောက်လာခဲ့ပါပြီ။ယူရဲ့တရက်တာကို Color 225မှာဘယ်လိုဖြတ်သန်းသွားမလဲဆိုတာ sharing လုပ်ပေးသွားမှာပါ။ Color 225ကဒီလိုမျိုးအိမ်သေးသေးလေးနှစ်အိမ်ရဲ့နှစ်အိမ်ဆက်တစ်ခုရရှိရပေါ့နော်အားလုံးပေါင်း၄အိမ်ရှိရလို့ပြောလို့ရရပေါ့နော်နောက်ထပ် Color 225ဆိုပြီးတော့သူတို့အိမ်လေးတွေလောက်ထားတာလည်းရှိရဒါကတော့မီမီပေါ့နောက်တနေရာကတော့မိသားစုရင်းနဲ့လာဖို့တင့်တော်ပြီးတော့ယူရိုအခုရောက်နေတဲ့ဒီမီနီဘက်ကကြတော့တငယ်ချင်းတွေအတွေ့ကပယ်လေးပေါ့နော်လာဖို့တင့်တော်ပါတယ်ယူကတော့အလဲဆောင်လေးကို booking လုပ်ထားတယ်အခုယူရို check-in ဝင်ဖို့စောင့်နေရပေါ့နော်ဒါကတော့ဒီသူ့ရဲ့ခြံဝင်းလေးကိုရိုက်ပြထားတာပါသူကတောင်ပေါ်လေးမှာရှိတာပေါ့နော်တောင်ကုန်းပေါ်လေးမှာရှိစောက်ထားတော့view လေးလည်းလှတယ်ရာသီဥတုအေးအေးလေးကိုလည်းခံစားရတယ်ဒါကတော့ယူရိုနားနေဖို့နေရာလေးတွေပေါ့နော်တရက်လေးလုပ်ပေးထားချစ်ဖို့ကောင်းပါတယ်ကဲဒါဆိုယူရိုအိမ်ထဲဝင်ကြည့်ရအောင်အိမ်ရဲ့ဝင်ချင်းမှာပဲ kitchen လေးတွေ့တယ်ပေါ့နော် mini kitchen လေးတွေ့တယ်ပြီးတော့ရေခဲတလေးရှိတယ်မုတ်လေးထားပေးထားတယ်မုတ်ကတော့ချက်ရှိပါတယ်ပြီးတော့ရေနွေးအိုးရှိတယ်ဒဲနီရှိတယ် microwave ရှိတယ်အောက်ကအန်ဆွဲထဲမှာပကံနေအကုန်ရှိရပေါ့နော်ဒါကတော့သူတို့ service ပေးထားတဲ့ရေရှိမယ်coffee ရှိမယ်ပါမုတ်ရှိမယ်ပေါ့နော်ဒါ breakfast ကတော့ coffee နဲ့ပါမုတ်ပဲကျွေးပါတယ်အဲ့ဒါတော့တိတ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လေဒီဟာက6000ခွဲပဲပေးရတာဆိုတော့သူ့စီနဲ့သူကတော့ဒါကတော့လက်ခံပေးလို့ရရပေါ့နော်အပေါ်ထပ်မှာတော့ဒီအိတ်ဖို့နေရာရှိရပေါ့နော်ပြီးရင်လိုက်ပြပေးမယ်ဒါတော့လေကနေတက်လာရင်ရောက်လာတဲ့အပျော်ဘတ်ပါမှုရရှိတယ် view ကြည့်လို့ရတဲ့မန်ပရင်းနဲ့လိုက်ကဖြူဖြူလေးရှိတယ်နောက်ပြီးတော့မန်တင်ကုန်ရှိမယ် toilet ရှိမယ်ပေါ့နော်ရေချိုးခန်းရှိမယ်ပြီးတော့ဒီမှာ aircon လည်းပါတယ်ပန်ကာလေးလေးပေးပေးထားတယ်အဆင်ပြေပေါ့နော်နောက်ပြီးတော့မီးရ24 hour ရပါတယ်မီးပြတ်သွားရင်လည်းဆိုလာနဲ့ဖုန်းအားတွေပဲတွင်းလို့ရတော့တော်တော်အဆင်ပြေပေါ့နော်6000ခွဲနဲ့တော်တော်တန်တဲ့ vacation home လို့ပြောလို့ရတယ်တခုပဲသူပေးထားတဲ့ဆောင်လေးကအရန်ပါတခုပဲညဘက်ဆိုအရန်အေးတော့လေဆောင်ကအရန်ပါတဲ့အခါမှာတော်တော်ခြုံရအတိုင်းပတ်သွားတယ်အဲ့တခုတော့ရှိတယ်ဒါတော့ညဘက် view ပေါ့နော်ည view ကလည်းအရန်လာတယ်အေးစိမ့်ပြီးတော့လေကလောကဒီအချိန်ဆိုအရန်နေလို့ကောင်းတာဒါကတော့သူတို့ကြွေးထားတဲ့ပါမုတ်စင်ဒီမှာထွေးတယ်ပါမုတ်နှစ်ခုပေါ့နော်ပါမုတ်ကိုတော့သိမကြိုက်ပါဘူးဒါတော့ယူရိုညဘက်စားဖို့ပြင်ဆင်နေရပါမနက်ခင်းချမ်းစိတ်စိတ်လေးမှာနေအောင်လေးရလာတာနဲ့ချမ်းနေစင်းပြီးလမ်းလျှောက်ဖြစ်ပါတယ်။မြေကြီးတက်ရအောင်ဖနက်ပါပဲခြေပြောင်လေးလမ်းလျှောက်ဖြစ်တယ်ပေါ့နော်။ရန်ကုန်မှာဆိုရင်ဒါမျိုးကမရနိုင်ဘူးလေ။ပြီးရင်တော့နောက်နေ့မနေ့ယူရိုလျှောက်လဲဖို့ပြင်ဆင်ပါတယ်။ခြံဝင်းထဲမှာဟိုလျှောက်တီလျှောက်လုံရင်းနဲ့ချက်ကောက်လုပ်မယ်ပေါ့နော်။ဒါကတော့ယူကမနက်ခင်း view လေးကိုပြထားပါ view အရန်လှရယ်နော်။ပြီးတော့တောင်ကုန်းပေါ်လေးမှာစောက်ထားဆိုတော့လေရာသီဥတုလေးရန်အေးတယ်တခြားဟိုတယ်တွေထက်စာရင်ပို့ပြီးတော့အေးစိမ့်နေရပဲပေါ့နော်ပြီးတော့ဒီဝင်းလေးကအရန်လှတော့ပြီးတော့သူက pet friendly လေးဖြစ်တယ်ပြောတယ်ယူရဲ့ဖက်ကိုတော့တိခန့်ကြည့်ပေးပါနော်ယူဖက်ဟိုဟာဒီရှူးမစီးကျင်သေးတော့ slipper လေးစီးတတ်လိုက်တာအဲ့လိုပွားဖြစ်သွားယူအိမ်နဲ့လက်ပတ်ပြပေးညာပေါ့နော်ဒီအဝင်းအဝိုင်းလေးနဲ့ဒီအိမ်မှာအိမ်မွေးတလိမ့်ဆန်လေးခေါ်လာရင်တော့ပို့ပြီးတော့ပြောဖို့ကောင်းပါပြီးတော့တငယ်ချင်းတွေနဲ့ဆိုလေပြောစရာကောင်းပါယူတော့နှစ်ယောက်တည်းအစီလာပြီးတော့အနားယူတာပါအဲ့တော့ကလောရောက်နေတဲ့ vacation home လဲတဲချင်တယ်ပတ်စံလဲအများကြီးကုန်ခံချင်လို့ဆိုရင်တော့ဒီ Color 225ကို highly recommend ပါဒီအိမ်လေးတဲကြည့်ပါအရန်နေလို့ကောင်းပါတယ်ပြီးတော့ဈေးသက်တာတယ်ပေါ့နော်6000ခွဲဆိုတော့ဒါကတော့တဲတင့်တော်တဲ့အနေအထားမှာရှိတယ်တခြား hotel အခန်းနေတဲ့ဆိုင်ဒီလိုလေးကပို့ပြီးတော့စိတ်လဲ relax ဖြစ်ပါတယ်ယူမကြိုက်တာဆိုလို့ဟို service ပေးတဲ့ဝန်ထမ်းတွေကယောက်ျားလေးတိတ်မရှိတော့ပေါ့နော်ယူရိုအထုပ်တွေပါကြာရင်ကိုယ့်ကိုအဟုတ်အပေါ်ထိတဲရရပေါ့နော်အဲ့တခုကတော့တိတ်အဆင်မပြေခဲ့ဘူးကျန်တာကတော့အကုန်လုံးလက်ခံပေးလို့ရတယ်ဆိုတော့ကလောမှာတဲဖို့ရှာနေရဆိုရင်ဒီဟာလေးကိုတဲကြည့်ပါအဆင်ပြေပါတယ်လို့အဲ့တော့ယူရဲ့ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်အားလုံးပဲတက်တာနောက် vlog တွေမှာပြန်တွေ့ပါမယ်ကလောမှာယူ sharing လုပ်ပေးခြင်းနဲ့ဆိုင်နေလေအများကြီးရှိသေးရဆိုတော့စောင့်ကြည့်ပေးအောင်နော်တက်တာ